ဒိုင်မွန်တိုင်းပြည်ကမော်ဆီယာကောင်လေးမတ်ဟာစန်တက်ခံကောင်လေးတယောက်ဖြစ်ပြီးဒိုင်မွန်တိုင်းပြည်ကကလေးတွေကိုစန်တက်ခံလောက်ကအဲ့ဒီထဲကချင်းချင်းတိုက်ခိုက်ခိုင်းပြီးနောက်ဆုံးတက်ရှင်ချန်ရတဲ့တယောက်ထဲတို့ကိုနှစ်ဖူးမနဲ့ရင်ဘက်မှာမော်ကြောက်တုံထည့်ပေးခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့အဲ့ကလေးကရန်ကိုစွမ်းတက်နေခဲ့ပြီးယူနိုတို့တော့မှတိုက်ခိုက်လို့မရပဲဖြစ်နေခဲ့ကမတ်ဆိုတဲ့အဲ့ဒီကောင်ကလည်းသူ့ရဲ့ကိုယ်ပွားတွေကိုပါထုတ်နေခဲ့တယ်အဲ့လိုနဲ့ယူနိုကနောက်ဘက်ကနေတိုက်ခိုက်ဖို့အတွက်လုပ်ပေမဲ့လည်းယူနိုဘက်ခံလိုက်ရပြီးဒဏ်ရာရပြီးတော့လဲကျနေတဲ့ယူနိုကိုမတ်ကလည်းသူ့ရဲ့အေယာမဓာကြီးနဲ့လိုက်ခုတ်နေခဲ့ကယူနိုကလည်းမနှဲချောင်နေရပြီပဲဖြစ်ပါတယ်ဒီလိုနဲ့ယူနိုရဲ့မော်ဆွန်အားတွေညှို့နေသွားခဲ့ပြီးယူနိုပပနဲ့ခံနေရတဲ့ချိန်မှာယူနိုကလည်းသူ့ဘဝဆုံးပြီလို့ထင်လိုက်တဲ့ချိန်အာစတာကချက်ချင်းရောက်လာပြီးကယ်ပေးလိုက်တာကြောင့်ခလန်နဲ့မီမိုဆာတို့ကပါအံ့ဩသွားခဲ့ရတယ်ဒီလိုနဲ့ပဲအာစတာကပဲနောက်တစ်ခါယူနိုကိုထပ်ပြီးတော့ကယ်ပေးလိုက်ကအာစတာကရန်ရှာနေခဲ့တာကြောင့်အခုသူတို့ရှင်းရမယ့်ပြဿနာရှိသေးတယ်ဆိုပြီးတော့အနောက်ဘက်ကမတ်ကိုပြောလိုက်ကမတ်ကလည်းသူ့ရဲ့ကိုယ်ပွားနဲ့တိုက်ခိုက်လိုက်ပေမဲ့လက်ကပါရောက်လာပြီးခလတ်တို့ကိုကယ်ပေးလိုက်ပြီပဲဖြစ်ပါတယ်ခလတ်ကလည်း Black Bull ဖွဲ့ကတူတွေသူတို့ကိုလာကယ်ပေးနေတာကိုမြုံကြည်နိုင်ဖြစ်နေပြီးနွိုင်းကလည်းမီမိုဆာကိုကာကွယ်ပေးထားခဲ့တယ်အဲ့လိုနဲ့ကေတူမဟုတ်တဲ့မတ်ကလည်းသူ့ရဲ့ကိုယ်ပွားတွေအများကြီးကိုထုတ်လိုက်ပြီးတိုက်ခိုက်ဖို့အတွက်ပြင်ပေမဲ့အာစတာကလည်းမော်ဆွန်အားကိုဖျက်နိုင်တဲ့ဓာတ်နဲ့လိုက်ဖျက်နေခဲ့တယ်မော်ဆွန်အားဘလောက်ပဲကြီးကြီးအာစတာရဲ့ဓာတ်ကမော်ဆွန်အားကိုဖျက်ဆီးလို့ရတဲ့အန်တီမက်ဂျစ်ဓာတ်ဖြစ်တာကြောင့်အာစတာအနေနဲ့ရေးတာနေခဲ့ပြီဖြစ်ပြီးလက်နဲ့ယူနိုတို့ကလည်းနောက်ကနေကူညီပေးနေခဲ့တာကြောင့်တိုက်ပွဲကပြန်ပြီးတော့ရေးတာလာခဲ့ပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းမတ်ကတော်တော်လေးကိုစွမ်းအားကြီးတဲ့ကောင်ဖြစ်တာကြောင့်အာစတာကခံလိုက်ရပြီးအာစတာကလည်းအင်ဂျီတွေစုပ်ပြတ်သွားခဲ့ပေမဲ့လုံးဝကိုရှော့မပေးတတ်တဲ့ဒူစားမျိုးဖြစ်ကမတ်ကလည်းအခုလိုမျိုးအားနေတဲ့သူတွေကိုမြင်ရင်ဒီကဘာကြီးမှာကအားနေတဲ့သူတွေကိုရှင်းပြရမယ်ဆိုပြီးပြောနေခဲ့ပေမဲ့အာစတာကတော့သူ့ကိုနောက်ဆုံးခုတ်ချက်နဲ့ခုတ်ပစ်လိုက်ပြီပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့တွေမတ်ကိုအပီသိမ့်နိုင်လိုက်ပြီးခလက်ကလည်းသူ့ရဲ့ထိန်းချုပ်မောင်နဲ့ထိန်းချုပ်လိုက်ကသူ့ရဲ့မော်ဆာအုပ်ကိုပါယူထားပြီးဖြစ်တာကြောင့်မတ်ကထွက်ပြေးလို့ရတော့မှာမဟုတ်ဘူးဆိုပြီးပြောပြနေခဲ့တယ်ထုံးစံတိုင်းအာစတာနဲ့ခလက်တို့နှစ်ယောက်ကတော့အခုချိန်ဒီမတက်နိုင်သေးပဲဖြစ်နေခဲ့ကရတနာတကားကိုဖွင့်ဖို့တက်လည်းလိုအပ်နေခဲ့တယ်ခလက်ကလည်းအဲ့ဒီတကားကိုအာစတာရဲ့ဓာတ်နဲ့ခုံနိုင်လိမ့်မယ်ဆိုပြီးပြောလိုက်တာကြောင့်အာစတာကလည်းတကယ်ပဲတကားကိုခုတ်ကြည့်လိုက်တော့ချက်ချင်းပဲပွင့်သွားခဲ့ပြီဖြစ်ကသူတို့တွေအထဲဝင်လိုက်တဲ့ချိန်မှာတော့အေယာမရတနာပုံကြီးကိုတွေးလိုက်ရတယ်အာစတာကလည်း One Piece ကိုရှာတွေ့ပြီဆိုပြီးရှိသမျှရတနာတွေကိုတွားကြည့်နေခဲ့ကယူနိုကလည်းလင်းနဲ့တစ်ခုနောက်ကိုလိုက်သွားခဲ့တယ်အဲ့မှာတော့စာလေးတလေးရှိနေခဲ့ပြီးယူနိုကလည်းအဲ့ဒီစာလေးကိုဖွင့်ဖတ်ကြည့်လိုက်တော့သူမဖတ်ဘူးတဲ့စာတွေဖြစ်နေခဲ့တာရုတ်တရက်ကြီးအဲ့စာတွေကပျောက်သွားခဲ့တယ်အဲ့ဒီချိန်အစိမ်းရောင်လင်းတန်းကြီးပေါ်လာခဲ့တယ်တစ်ဖက်မှာတော့ကြောင်တောင်ဖြစ်နေတဲ့အာစတာကိုငှက်ကလည်းတနေရာကစီကိုခေါ်သွားခဲ့ပြီးအာစတာကလည်းဘာမှမသိတဲ့နေရာကိုကြည့်နေခဲ့ကဘာလို့ရမှလဲတွေးနေတဲ့ချိန်ခလက်ကင်ထားတဲ့မော်ဆာအုပ်ကရုတ်တရက်လင်းတန်းတွေထွက်လာခဲ့ပြီးဆွဲယူတာကိုခံလိုက်ရပြီပဲဖြစ်ပါတယ်မတ်ကအကာအကွယ်ကနေထွက်လာနိုင်ခဲ့ပြီဖြစ်ပြီးအခုတော့အေယာမကောင်ကြီးဖြစ်သွားခဲ့ပြီဖြစ်ကယူနိုနဲ့လက်တို့ကိုပါသူ့ရဲ့မော်ဆာနဲ့ဖန်ထားခဲ့ပြီပဲဖြစ်ပါတယ်ပြီးတော့မတ်မာကနောက်ထပ်မီးမော်ထက်ရှိနေသေးခဲ့တယ်တကယ်တော့ဒီကဘာမှာကလူတယောက်မှာမော်တစ်မျိုးပဲရှိနိုင်တာဖြစ်ပြီးမတ်ကတော့နောက်ထပ်တစ်မျိုးကိုသုံးနိုင်နေတာကြောင့်နွိုင်းကလည်းသူ့ရဲ့ထိန်းချုပ်ရင်မော်တုတ်တန်နဲ့တိုက်ခိုက်ဖို့အတွက်လှုပ်လိုက်တဲ့ချိန်နွိုင်းကချက်ချင်းပဲတိုက်ခိုက်ခံလိုက်ရပြီးဒဏ်ရာပြင်းထန်ရသွားခဲ့တာကြောင့်အာစတာကလည်းသူ့ရဲ့တငယ်ချင်းကိုထီးလို့ဆိုပြီးဒေါ်လာထွက်သွားခဲ့ကသူ့ရဲ့မော်ဆာအုပ်ထဲကနေအေယာမဓာကြီးကိုပြန်ထုတ်လိုက်တယ်အခုချိန်မှာတော့မတ်ကလည်းအာစတာရဲ့စွမ်းအားပုံစံကိုနားလည်သွားခဲ့ပြီဖြစ်ပြီးအာစတာရဲ့ဓာကလေးနေခဲ့တာကြောင့်အလင်းမြန်တိုက်လို့မရဘူးဆိုတာကိုသိသွားခဲ့တယ်အဲ့လိုနဲ့တိုက်ခိုက်ချက်အများကြီးကိုအာစတာကလည်းမကာကွယ်နိုင်ဖြစ်သွားခဲ့တယ်အဲ့လိုနဲ့အာစတာကလည်းနိုင်ရန်တစ်ခုတည်းကိုဝင်သွားခဲ့ပြီးမတ်ကလည်းအာစတာမှာဘာမော်ဆာမှမခံစားရတာကြောင့်ဘာလို့ခုလောက်ထိစူးစမ်းနေလဲဆိုတာနားမလည်နိုင်ဖြစ်နေခဲ့တယ်တစ်ဖက်မှာတော့မီမိုဆာကနွိုင်းကိုကယ်ပေးနေခဲ့ပြီးနွိုင်းရဲ့ဒဏ်ရာကရန်ကိုနှက်နေခဲ့တာကြောင့်သူ့မှာရှိတဲ့မော်ဆာအားတွေနဲ့အရကယ်တင်ပေးဖို့အတွက်စူးစမ်းနေခဲ့တယ်နွိုင်းနဲ့မီမိုဆာတို့နှစ်ယောက်ကငယ်လေးတုန်းကရန်ကိုရင်းနှီးကြပြီးမီမိုဆာကိုလည်းနွိုင်းကအမြဲတမ်းကူညီပေးခဲ့တာပဲဖြစ်ပါတယ်မီမိုဆာကကိုတာရီမော်ဆာကိုရသွားတဲ့ချိန်မှာတော့မီမိုဆာကဗန်မီလီယိုမိသားစုမှာရေးပေးခံရပေမဲ့စွမ်းအားကိုမထိန်ချုပ်နိုင်တဲ့နွိုင်းကတော့လူအများရဲ့ပြည့်တင်ဝေဖန်ခြင်းကိုခံနေရပြီးနွိုင်းဘက်မှာလည်းစူးစမ်းနေခဲ့ကြတယ်အဲ့လိုနဲ့နွိုင်းကိုမတိစိတ်ကနေခင်သွယ်မိနေတဲ့မီမိုဆာကကယ်ပေးဖို့အတွက်စူးစမ်းနေတဲ့ချိန်အားနေတဲ့လူတွေကိုတုတ်တင်မယ်ဆိုတဲ့မတ်ကလည်းမီမိုဆာကိုတိုက်ခိုက်ဖို့အတွက်ကြံလိုက်တဲ့ချိန်တစ်ဖက်မှာတော့ဖမ်းခံထားရတဲ့ကလပ်တို့အကုန်လုံးကလည်းဘာမှမတတ်နိုင်ပဲကြည့်နေခဲ့တယ်အာစတာကလည်းမိလဲနေရာကနေပြန်နိုးလာခဲ့ပြီးသူ့ရဲ့ဓာတ်ကရန်ကိုလေးနေခဲ့တာကြောင့်ဓာတ်ကိုဝိရန်တဲ့ခါကျရင်ခက်ခဲတယ်ဆိုတာကိုသူလည်းနားလည်နေခဲ့တယ်အဲ့အချိန်မှာနေရိုကရောက်လာခဲ့ပြီးသူ့ရဲ့ရှေ့ကိုပြန်သွားခဲ့တယ်တစ်ဖက်မှာတော့မတ်ကသူ့ရဲ့စိတ်ထဲကနေကောင်မလေးတယောက်ကသူ့ကိုတိုက်ခိုက်တာကိုမြင်လိုက်ရပြီးမီမိုဆာတို့ကိုတိုက်ခိုက်လိုက်တဲ့အချိန်ရုတ်တရက်သူ့ရဲ့တိုက်ခိုက်ချက်တွေအကုန်လုံးကဖျက်ဆီးခံလိုက်ရတယ်ဖျက်ဆီးလိုက်တဲ့သူကတော့တခြားသူမဟုတ်ပဲပို့ပြီးတော့ပေါ်တဲ့ဓာတ်တစ်ကိုရထားခဲ့တဲ့အာစတာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်မတ်ကိုပါဒဏ်ရာပေးနိုင်လိုက်ပြီးဒေါ်လာထွက်သွားတဲ့မတ်ကလည်းတိုက်ခိုက်နေခဲ့ပေမဲ့အာစတာကလည်းရလာတဲ့ဓာတ်အသေးကြောင့်အရင်ဓာတ်တဲ့ဆိုင်ဒီဓာတ်ကပေါ့ပေါ့လေးနဲ့တုံးရတာအဆင်ပြေနေခဲ့တာကြောင့်အဆုံးသတ်ပေးမယ်လို့ပြောနေတဲ့ချိန်နွိုင်းကလည်းမြင်မြန်ဆုံးသတ်လိုက်တော့လို့ပြောလိုက်ကစွာတချို့ကအာစတာရဲ့ဓာတ်တွေကိုရောက်လာခဲ့တယ်ဒီလိုနဲ့အာစတာကလည်းအဆုံးသတ်ပြစ်မယ်လို့ကြုံသွားလိုက်ပြီးအဝေးကနေဓာတ်ကိုဝိရန်လိုက်တဲ့ချိန်မှာတော့ဘာမှမသိတဲ့စွာတွေကထွက်လာခဲ့ကမတ်ကိုဆုံးသတ်နိုင်လိုက်ပြီပဲဖြစ်ပါတယ်ဒါပေမဲ့အာစတာရဲ့ဘိုက်မှာလည်းမတ်ရဲ့တိုက်ခိုက်ချက်ကြောင့်အပေါက်ကြီးဖြစ်သွားခဲ့ပြီးအာစတာကလည်းလဲကျသွားခဲ့တယ်အဲ့လိုနဲ့နွိုင်းကလည်းအာစတာကိုတောက်ကူဖို့အတွက်မီမိုဆာကိုပြောလိုက်ကမီမိုဆာကလည်းကယ်တင်ပေးဖို့အတွက်လုပ်နေခဲ့တယ်အာစတာရဲ့ဒဏ်ရာတွေကတိတ်လောက်တဲ့အထိဖြစ်တာကြောင့်သူ့ရဲ့မန်နာတွေလည်းတိတ်မရှိပဲဖြစ်နေခဲ့ကအာစတာကိုလည်းတတ်နိုင်တဲ့ဘက်ကနေကူညီပေးနေခဲ့ရှာတယ်တစ်ဖက်မှာတော့မတ်ကအရင်တော့မှတ်ညံတစ်ခုစီကိုရောက်နေခဲ့ပြီးဆာနာဆိုတဲ့ကောင်မလေးတယောက်ကသူ့ကိုအပြင်ကပါစီသွားချင်ကြောင်လာရောက်ပြောနေခဲ့တယ်ပြီးတော့သူတို့တွေကသူတို့ရဲ့မြို့ရွာတွေကိုကာကွယ်ဖို့အတွက်အင်အားကြီးလာတော့မယ်လို့ပြောနေတဲ့အချိန်နောက်ထပ်မှတ်ညံတစ်ခုစီကိုရောက်သွားခဲ့ပြီးအချင်းချင်းပြန်တိုက်ခိုက်ရတဲ့တိုက်ပွဲမှာမတ်ကအကုန်လုံးကိုပြင်ဆာနာကိုပါတတ်မိသွားခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့မတ်ကတူ
တူတဲ့တက်ရှင်ကြံရတဲ့သူဖြစ်လာပြီးမတ်ကရန်ကိုတန်မာနေခဲ့ကဆာနာရဲ့မီးစွမ်းကိုပါရထားခဲ့တာပဲဖြစ်ပါတယ်အခုလည်းအာစတာကသူ့အမောက်သိမ့်လိုက်ပေမဲ့ပြန်ပြီးတော့ထလာခဲ့တာကြောင့်အကုန်လုံးကလည်းဘာမှမတတ်နိုင်တော့ပဲဒီတိုင်းကြည့်နေတဲ့အချိန်မှာယူနိုကရုတ်တရက်ဘာမှမသိတဲ့စွမ်းတွေကိုထုတ်သုံးမိလိုက်တယ်ဒီလိုနဲ့သူလည်းဘာမှမတတ်နိုင်တော့ဘူးဆိုပြီးတွေးလိုက်တဲ့အချိန်မှာပဲအချိန်ဆက်ဝိုင်းတစ်ခုလုံးကရက်သွားခဲ့ပြီးရှေ့မှာလည်းဘာမှမသိတဲ့နတ်တငယ်တယောက်ကိုတွေးလိုက်ရကနတ်တငယ်ကလေးနဲ့မုတ်လိုက်တာကြောင့်မတ်ရဲ့အေယာမထားကြီးပြင်မတ်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်းလွင့်ထွက်သွားခဲ့ရတယ်အကုန်လုံးကလည်းဘာမှနားမလဲပဲဖြစ်သွားခဲ့ပြီးယူနိုကိုယ်တိုင်ကဘာမှမသိရပဲဖြစ်နေခဲ့တယ်အဲ့လိုနဲ့ပဲသူတို့တွေမတ်ရဲ့ပြဿနာကိုဖြေရှင်းနိုင်လိုက်ပြီးခဏကြာမှာပဲသူတို့ရဲ့လိုင်းကူတစ်ခုလုံးကမျက်နှာကျက်တွေကပြိုကျလာခဲ့ပြီးဖြစ်ကလိုင်းကူကြီးပြိုတော့မယ်ဆိုတော့သူတို့လည်းသိလိုက်ရပြီးဒီကနေအမြဲဆုံးထွက်သွားနိုင်ဖို့အတွက်လုပ်နေခဲ့တယ်ယူနိုကသူ့ရဲ့လီမော်နဲ့အကုန်လုံးကိုတည်သွားတဲ့အချိန်အာစတာကမတ်ကိုပါကယ်ပေးဖို့အတွက်တောင်းဆိုနေခဲ့တယ်အကုန်လုံးကတော့သူတို့ကိုပါတက်ဖို့အတွက်ကြိုးစားနေတယ်လို့ပြောနေတဲ့အချိန်မတ်ကိုကယ်ဖို့အတွက်ချိန်မမီတော့တာကြောင့်ထွက်သွားခဲ့တယ်ဒါပေမဲ့မတ်ကိုတော့လိုတက်စ်ကကယ်လာခဲ့ပြီဖြစ်ပြီးသူ့ရဲ့လူတွေနဲ့ယတနာတွေအများကြီးကိုပါတည်လာခဲ့တယ်မတ်ကလည်းသူ့ရဲ့မညံ့နေအကုန်လုံးကိုရသွားခဲ့ပြီဖြစ်ပြီးဆာနာကသူ့ကိုမတက်ချင်ပေမဲ့သူတို့ကရွေးချယ်စရာမရှိတာကြောင့်တိုက်ခိုက်ရတာဖြစ်ကြောင်းပြောနေပြီးသူ့အစားအပြင်လောကကဘာကြီးကိုမတ်ကပဲကြည့်ပေးပါဆိုပြီးတော့တောင်းဆိုခဲ့တယ်တစ်ဖက်မှာတော့အာစတာကလည်းမီမိုဇာရဲ့စွမ်းကြောင့်ပြန်ပြီးတော့တက်တာလာခဲ့ပြီးစိတ်ပူနေတဲ့အားလုံးကလည်းစိတ်သက်သာရသွားခဲ့တယ်ဒီတိုက်ပွဲရဲ့ရလဒ်တွေကြောင့်ခလက်ကလည်းအာစတာနဲ့ယူနိုတို့နှစ်ယောက်လုံးကိုအတိမတ်ပြုတ်သွားပြီးပဲဖြစ်ပါတယ်သူဟာရင်တော့တော်ဝင်သွေးသားတွေကိုပဲအထင်ကြီးတဲ့တစ်ဖက်ပိတ်လူစားဖြစ်ပေမဲ့လည်းအခုတော့ရွာသားတွေမှလည်းသူတို့ရဲ့တန်မာတွေဆိုတာကိုနားလည်သွားခဲ့တယ်ဒီလိုနဲ့သူတို့တွေအန်နေကင်းပြီးတော့ရဲတိုက်စီကိုပြန်လာတဲ့ချိန်မှာတော့တပတ်ဆိုတဲ့အချိန်ကိုကြော်သွားခဲ့ပြီဖြစ်ပြီးအာစတာကဒဏ်ရာရနဲ့တပတ်လုံးအိတ်နေတာဖြစ်ကြောင်းကိုလည်းပြောပြလိုက်တယ်အကုန်လုံးကတော့အာစတာအတွက်စိတ်ပူပေးနေခဲ့ကြကတပတ်လုံးဘာမှမစားသေးတဲ့အာစတာကိုလည်းချာမီကပဲသူ့ရဲ့သုံးမော်တွေနဲ့ချက်ကျွေးလိုက်တယ်အဲ့လိုနဲ့ယာမီကပါရောက်လာခဲ့ပြီးအာစတာကိုတေတော့ပြီလို့ထင်ထားခဲ့ပေမဲ့ပြန်ပြီးတော့ရှင်လာခဲ့တာကြောင့်ချီကျူးနေခဲ့ပြီးအာစတာကိုလည်းနန်းတော်စီကိုစီရင်ခံစားသွားရမယ်ဆိုပြီးပြောလိုက်တယ်သူတို့ကိုကြီးကြပ်ဖို့အတွက်ဘယ်သူမှမလွတ်တော့ပဲအာစတာနဲ့နွိုင်းတို့နှစ်ယောက်တည်းပဲထွက်လာခဲ့ပြီးလမ်းမှာတော့ယူနိုတို့ဖွဲ့နေသွင်းနေခဲ့ကြတယ်အဲ့လိုနဲ့သူတို့တွေအတူတူသွားနေကြတဲ့ချိန်မီမိုဇာကတော့အာစတာကိုမြင်တာနဲ့နှလုံးခုန်တွေပါရမတက်ဖြစ်နေခဲ့ပြီးဖြစ်ကြောင်းနဲ့အာစတာကလည်းယောက်ျားပြည်သားတယ်ဆိုပြီးပြောနေခဲ့ပေမဲ့နွိုင်းကတော့အာစတာလိုဂျပုအတန်လဲကျဲပြီးတော့ရုပ်ဆိုးတဲ့ကောင်ကိုဘာလို့ကြိုက်တာလဲဆိုပြီးတွေးနေတဲ့ချိန်သူကိုယ်တိုင်ကလည်းအာစတာပေါ်မှာခံစားချက်ရှိနေခဲ့ပြီးပဲဖြစ်ပါတယ်နန်းတော်ရှိရောက်တော့သူတို့တွေချက်ချင်းပဲဒူးထောက်လိုက်ကြပြီးတော်သားလေးအာစတာနဲ့ယူနိုကတော့ဘယင်ရှိရောက်နေတယ်ဆိုတာကိုမသိပဲဖြစ်နေခဲ့ကခလက်ကပဲအာစတာကိုဒူးထောက်ခိုင်းလိုက်ရတယ်သူကတော့တခြားသူမဟုတ်ပဲဒီကလိုဗာတိုင်းပြည်ကြီးရဲ့မော်ဘယင်ကြီးဂျူလီယက်ပဲဖြစ်ပါတယ်ဂျူလီယက်ကယူနိုစာအုပ်ထဲရောက်သွားတဲ့အစွမ်းသစ်ကြောင့်ကြည့်နေခဲ့ပြီးဂျူလီယက်ကလည်းကလေးဆန်တဲ့သူတယောက်ဖြစ်ကအဲ့ဒီစွမ်းကြောင့်ရန်တီးချင်နေခဲ့တယ်ဒီလိုနဲ့သူ့ကိုလည်းလှုပ်ပြပေးပါဆိုပြီးတောင်းဆိုနေခဲ့ပေမဲ့ယူနိုကလည်းအဲ့ဒီစွမ်းကြောင့်ဘာမှမသိသေးဘူးဆိုပြီးပြောပြလိုက်တယ်အာစတာကလည်းအားကြမခံနဲ့သူရထားတဲ့အစွမ်းသစ်ကြောင့်ကိုပြနေခဲ့ပြီးအဲ့ဒီထူးဆန်းတဲ့စာတွေကိုတော့ဂျူလီယက်ကိုယ်တိုင်လည်းဘာမှမသိဘူးဆိုပြီးပြောပြလိုက်တယ်အဲ့လိုနဲ့ဓာတ်ကိုထုတ်ပြလိုက်တော့အရန်ကိုအံ့ဩသွားတဲ့ဂျူလီယက်စ်ကလည်းသူ့ကိုတစ်ခါတော့ပေးကင်ပါလားဆိုပြီးတောင်းဆိုလိုက်ကကန်ကြည့်လိုက်တော့အတော်လေးလေးနေတယ်ဆိုတာကိုသိလိုက်ရတယ်ဒီလိုနဲ့သိလိုက်ရတာကဒါကသူ့ရဲ့မော်စွားတွေကိုပါဆုပ်ယူနေတာကြောင့်ဒီဓာတ်ကရန်ကိုထူးခြားပြီးတော့မော်စွားမရှိတဲ့အာစတာတယောက်တည်းပဲကင်နေတဲ့ဓာတ်ဆိုပြီးတော့ပြောပြလိုက်တယ်ဒီလိုနဲ့အာစတာနဲ့ယူနိုနဲ့ယူလာခဲ့တဲ့ပစ္စည်းတွေကဒန်ဂျန်ထဲမှာတန်ဖိုးကြီးဆုံးပစ္စည်းတွေဖြစ်ကြောင်းပြောပြလိုက်တယ်အာစတာကတော့သူ့မှာမေးစရာရှိတယ်ဆိုပြီးမော်ဘယင်ဘယ်လိုဖြစ်လာတာလဲမေးလိုက်တော့ဂျူလီယက်ကလည်းမော်ဘယင်ကြီးဖြစ်ချင်နေတဲ့အာစတာနဲ့ယူနိုတို့နှစ်ယောက်လုံးကိုမော်ဘယင်ကြီးဆိုတာကအရာအလုံးကိုပြည့်စုံနေတဲ့လူတစ်ယောက်ဖြစ်တဲ့ကြောင်းပြောပြလိုက်ပြီးသူနဲ့အတူတူပွဲတစ်ခုကိုလည်းလိုက်လာခိုင်းခဲ့တယ်အဲ့ဒီပွဲမှာတော့ခေါင်းဆောင်တွေတော်တော်များများရှိနေပြီးဒါဆုချင်းမြင့်ပွဲဖြစ်နေခဲ့ကမော်တူရဲကောင်းတွေကိုလည်းအဆင့်တက်ပေးတဲ့နေရာပဲဖြစ်ပါတယ်အဲ့ဒါကိုတော့ဘယင်ကြီးကိုယ်တိုင်ကကြီးကြပ်ပြီးတော့လုပ်ပေးနေတာဖြစ်ပြီးဘယင်ကြီးကကျဲတဲ့များကြီးဆုချင်းမြင့်ထားတဲ့မော်တူရဲကောင်းတယောက်ချင်းစီကိုအဆင့်နဲ့တိုးပေးနေခဲ့တာပဲဖြစ်ပါတယ်ဒီလိုနဲ့မော်ဘယင်ကြီးဂျူလီယက်ကပဲသူရဲကောင်းတွေတယောက်ချင်းစီကိုပို့ပြီးတော့တန်မာလာစေဖို့အတွက်ကြံညံတွေကိုလည်းပေးနေခဲ့ပြီးကျဲအများဆုံးယူထားတဲ့တင်းကတော့ထုံးစံတိုင်းဝီလီယံဘန်ချန်ရဲ့ Golden Donut တင်ပဲဖြစ်ပါတယ်အာစတာတို့ကိုလည်းအားကြတူးယူစေချင်တာကြောင့်အခုလိုမျိုးဒီပွဲကိုဖိတ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ကလူတွေကတော့အာစတာတို့အဖွဲ့ကိုနေနဲ့ကြည့်နေပဲကြည့်နေခဲ့ကအာစတာကတော့ queue မဆိုင်ပဲစားစရာရှိတာတွေကိုပဲဂျပိုးနေအောင်စားနေခဲ့ပြီးပဲဖြစ်ပါတယ်သူတို့ကိုနေပြီးတော့ပြောနေတဲ့စကားတွေကိုလည်းအာစတာကတော့ဘာမှမဖြစ်တယ်လို့ပြန်ပြီးတော့တုံ့ပြန်နေခဲ့ကဒါကတော့ကြားနေကြစကားတွေဖြစ်ကြောင်းပြောပြနေခဲ့တယ်ဒီလိုနဲ့အာစတာတို့နဲ့ပတ်သက်နေတဲ့ခလက်တို့ကိုလည်းသူတို့ရဲ့အထက်အရာရှိကစောသားတွေကိုရေးသိယူလုပ်နေတာကအဖွဲတိတ်ကကြာကြောင်ပြောနေခဲ့တယ်အဲ့ချိန်မှာ Silver Eagle အဖွဲ့က Golden Dawn ကစောသားတွေကိုတောင်ဖွဲ့ဝင်ဖြစ်ထားပြီးတော့ဒီပွဲကိုမလာသင့်တဲ့သူ့ရဲ့ညီမဖြစ်သူကိုလည်းရေနဲ့သွားပတ်နေခဲ့ကကိုနဲ့မသက်ဆိုင်တဲ့နေရာကနေထွက်သွားဖို့အတွက်ပြောနေခဲ့တယ်ဒီလိုနဲ့နွားရဲ့အမကပါလာပြီးတော့ပြောနေခဲ့တာကြောင့်နွားကလည်းမျက်နှာငယ်နဲ့ထွက်သွားတော့မယ်လို့အာစတာကတော့လက်ကိုဆွဲထားခဲ့ပြီးဘာမှသွားစရာမလိုဘူးလို့ပြောလိုက်ကဇွဲခုံပေါ်ကိုလည်းကောက်တက်ပလိုက်တယ်ပြီးတော့လေကြီးလေကျဲနဲ့အော်ဂျီဟစ်ချေပြောနေတဲ့အချိန်တဲဆွမ်းတစ်ခုနဲ့သူ့ကိုဖုံးလိုက်ပြီးလေကျဲခွင့်ပေးမှမဟုတ်ဘူးလို့ပြောလိုက်တဲ့အချိန်သူ့ရဲ့မော်ဆောင်ကိုအာစတာကဖျက်ဆီးလိုက်တယ်ပြီးတော့အာစတာကသူဟာကောင်းတော်တွေကိုလုံမှဖြစ်ပြီးတနေ့မော်ဘီရင်ကြီးဖြစ်အောင်လုပ်ကအကုန်လုံးကိုမစက်ပိတ်သွားအောင်လုပ်ပြမယ်ဆိုပြီးတော့ပြောလိုက်တယ်ဒီလိုနဲ့ပဲဒီပိုင်းလေးလည်းဒီနေရာမှာနေပြီးဆုံးသွားပါတယ်နောက်တစ်ပိုင်းကိုတော့နောက်ရက်မှာတင်ဆက်ပေးသွားမှာမို့လို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးသွားဖို့အတွက်တောင်းဆိုလိုက်ပါတယ်ခင်ဗျာ